ကျွန်တော်သားရဲ့တလားပြည့်ကိတ်ခွဲပွဲမှာပေါ်ယူဆွေမျိုးမိတ်တင်ကဟာတွေအစုံလင်ရှိမှာကျွန်တော်မိုက်ကိုကင်ပြီးဒီကလေးဟာကျွန်တော်သားမဟုတ်ဘူးလို့ကြေညာလိုက်ပါတယ်ခါပြီးတော့ကျွန်တော်စာရွက်စာတမ်းတချို့ကိုနှောက်ပြပြီး projector စက္ကရင်ပေါ်မှာပြသလိုက်တယ်ခါဒါကကျွန်တော်သားရဲ့ DNA စစ်ဆေးချက်အစီရင်ခံစာပါတာဒီအစီရင်ခံစာအရကလေးနဲ့ကျွန်တော်ဟာတော်ဆက်နိုင်ချေဘူးဟာတသမ100%ပဲရှိပါတယ်ခါဒါပေမဲ့ချန်ဟောင်နဲ့ကြတော့99.9%တူညီနေပါတယ်ခါတခန်းလုံးတိတ်ဆိတ်သွားတာပေါ့ကျွန်တော်ဇနီးနဲ့ချန်ဟောင်ကိုကြည့်လိုက်တော့သူတို့မျက်နှာတွေတွေးမရှိသလိုဖြူလျော်သွားကြတယ်ခါကျွန်တော်ပြုံးလိုက်မိတယ်ခါအခုကျွန်တော်တရားဝင်ကြီးညာချင်တာကတော့လင်းရီရွှန်းနဲ့ကျွန်တော်ကွာရှင်းတော့မယ်ဆိုတာပါပဲပထမဆုံးတုတ်ပြန်လာတာကတော့ကျွန်တော်ရောက်ခမပါတာသူထိုင်ရာကနေဝုန်းခံနဲ့ထရက်လိုက်ပြီးယူဂျယ်ရီဟွေးကိုမင်းယူနေတာလားယူဘာတွေလျှောက်ပြောနေတာလဲလို့အော်ဘာလီယောကကျွန်တော်ရောက်ခမကြီးရဲ့မျက်နှာကလည်းနီမြန်းနေတာပဲကသူ့ဇနီးကိုပြန်ဆွဲထိုင်ခိုင်းပြီးအဆက်ကွဲတာမဝသေးဘူးလားလို့ငေါက်လိုက်တဲ့အခါကျွန်တော်ရဲ့ချစ်လစွာသောဇနီးလင်းရီရွှန်းကတော့ကြောင်ပြီးရက်နေရှာတဲ့အခါပြီးမှမျက်ရည်တွေကျလာပြီးဂျယ်ရီဟွေးကိုရှင်လွန်ပြီးဒီလိုကိစ္စမျိုးကိုနောက်ပြောင်ရသလားယူလူတွေတတိထားမိအောင်လုပ်တာလားယူရှင့်ရဲ့သားအရင်ကိုတော့မလိုချင်တော့ဘူးလားယူဒီအစီရင်ခံစာကအတူကြီးပါယူဘာလို့ကျမကိုဒီလိုလုပ်ရတာလဲလို့ပြောတဲ့အခါသူတကယ်ကိုတရုပ်ဆောင်ကောင်းလုံးပါတယ်ခါမျက်ရည်တွေနဲ့ကြည့်ရတာတနာစရာလေးပေါ့ယူကျွန်တော်ပဲနှလုံးသားမရှိတဲ့ကောင်လိုပေါ့ဧည့်သည်တွေကလည်းတီတိုနဲ့ပြောနေကြပြီကကျွန်တော်တို့၃ယောက်ကိုလည်းဝိုင်းကြည့်နေကြတာပေါ့နောက်ထပ်ဇက်လိုက်တစ်ယောက်ဖြစ်တဲ့ကျွန်တော်တငယ်ချင်းအရင်ခောက်ချန်ဟောင်ကတော့ယူသူ့ထိုင်ခုံမှာပျော့ခွေပြီးနှက်ခမ်းတွေတုံရင်လို့စကားတခွန်းမှမပြောနိုင်ရှာဘူးကကျွန်တော်ကိုလည်းမကြည့်ရဲဘူးလင်းရီရွှန်းကိုလည်းမကြည့်ရဲနဲ့ဝိုင်ဖန်ခွက်ကိုပဲငေးကြည့်နေတော့တဲ့ခါဝမ်မမုတ်ကလေးကိုအနားယူခန်းနဲ့ခေါ်သွားလိုက်ပါယူဒီမှာအရန်ဆူညံနေတယ်လို့ကျွန်တော်ပြောလိုက်တဲ့ခါကလေးထင်းကကျွန်တော်ကိုတနာစရာအကြည့်နဲ့ကြည့်ပြီးကလေးကိုအမြန်ခေါ်သွားပါတယ်ခါဒါရီပြီးတော့ကျွန်တော်မိုက်ကိုပြန်ကင်ပြီးအေးဆက်ဆက်အကြည့်နဲ့ကြည့်လိုက်တဲ့ခါအတူလာယူလင်းယူရွှန်းယူချန်ဟောင်ယူမင်းတို့2ယောက်အခုဒီမှာဆွေမျိုးမိတ်တင်ကဟတွေရှိမှာပဲယူကျွန်တော်တို့3ယောက်နဲ့ကလေးပါအနီးဆုံးမှုခင်းစစ်ချက်ဌာနကိုတွားရဲလားယူပြန်စစ်ကြည့်မလားယူကုန်ကြစရိတ်အားလုံးကျွန်တော်ခံမဲ့ကတကယ်လို့ကလေးကကျွန်တော်သားဖြစ်နေရင်ယူကျွန်တော်ကျန်းရီဝေးရဲ့ပိုင်ဆိုင်မှုအားလုံးယူအိမ်တွေယူကားတွေယူကုမ္ပဏီရှယ်ယာတွေအကုန်လုံးကိုလင်းရီရွှန်းမင်းနာမီပေါ်ပြောင်းပေးလိုက်မယ်ခကျွန်တော်ဘာမှမယူပဲထွက်သွားမယ်ယူပြီးတော့မင်းတို့2ယောက်ကိုဒူးထောက်ပြီးတောင်းပန်မယ်ခဘလို့လဲယူတွားရဲလားကကျွန်တော်အတန်ကတိတ်မကျဲပေမဲ့လူတိုင်းရဲ့ရင်ကိုတူနဲ့ထူလိုက်တယ်လို့ပါပဲတခန်းလုံးပြန်တိတ်ဆိတ်သွားတဲ့ခါလင်းရီရွှန်းရဲ့မိုးတန်လဲရက်သွားပြီးကျွန်တော်ကိုမယုံနိုင်တယ်လို့ကြည်နေတဲ့ခါသူထင်နေတာကတော့အရင်လိုပဲသူငိုပြလိုက်ရင်ကျွန်တော်စိတ်ပြော့သွားမယ်ပေါ့ဒါပေမဲ့ဒီနေ့တော့မတူတော့ဘူးကကျွန်တော်ချန်ဟောင်ကိုစိုက်ကြည့်လိုက်တော့ယူသူမျောလင်းချက်ကုံသွားတဲ့အကြည့်နဲ့မျက်လုံးမိတ်လိုက်တဲ့ခါဒါဟာဝန်ခံလိုက်တာပါပဲဒါဧည့်သည်တွေလည်းအခြေအနေကိုသဘောပေါက်သွားကြပြီကစောကကျွန်တော်လှုပ်တာကိုတန်တရားရှိနေတဲ့သူတွေလည်းအခုတော့မရှိတော့ဘူးကဖျားရည်ဦးဒါတကယ်ကြီးလားဦးလင်းရီရွှန်းကကြည့်ရတာအေးစစ်စစ်လေးနဲ့ဦးလူကိုအပြင်ပန်းနဲ့ဆုံးဖြတ်လို့မရဘူးပဲကြာသူ့ယောက်ျားရဲ့တငယ်ချင်းနဲ့ဖောက်ပြန်တာလားယူတကယ်ယွန်စရာပဲကတနာစရာကျန်းရီဝေးပဲယူသူများကလေးကိုပြုစုပြိုးထောင်ပေးနေရတာယူအခုတော့အားလုံးအလကားဖြစ်ကုန်ပြီကသူများတွေးတာကိုယူဇလန်းကတော့ကြည်ကောင်းပြီလင်းမိသားစုကတော့အဆက်တကွဲဖြစ်ကုန်ပြီကျွန်တော်ရောက်ခမတွေလည်းမျက်နှာပြက်ကုန်ကြတဲ့ခါသူတို့ပောက်ကွဲခြင်းပေမဲ့ဘာမှပြန်မပြောနိုင်ကြဘူးကဒါဟာကျွန်တော်လိုချင်တဲ့အကွက်ပဲလူတွေရှိမှသူတို့ရဲ့ဟန်ဆောင်မျက်နှာဖုံးတွေကိုခွာချလိုက်တာခါသူတို့ရဲ့ပျက်စီးမှုကိုကိုယ်တိုင်မြင်တွေ့စေချင်တာကဒဇလန်းကြီးကိုကျွန်တော်အမှန်တရားသိကြတဲ့ကစီစဉ်ထားတာပါအခုတော့ဇလန်းစပြီပေါ့ကျွန်တော်ပထမဆုံးတန်တရားဝင်ခဲ့တာကတော့လွန်ခဲ့တဲ့တစ်လလောက်ကလင်းရီရွှန်းကလေးမွေးတဲ့နေ့မှာပါလားကလေးကလာမစိပဲမွေးလာတာဆိုတော့အခြေအနေကနည်းနည်းစိုးရင်ရတဲ့ခါမွေးပြီးတာနဲ့ကလေးကိုအထူးကြက်မှတ်ကုသဆောင်ထဲထည့်လိုက်ရတဲ့ခါအဲ့ဒီတုန်းကကျွန်တော်အရန်စိုးရင်ပြီးစာရွက်စာတမ်းတွေအများကြီးလက်မှတ်ထိုးခဲ့ရတဲ့ခါအဲ့ဒီထဲမှာကလေးရဲ့သွေးစစ်ဖို့သဘောတူညီချက်လဲပါတဲ့ခါရက်အနှဲငယ်ကြတော့သွေးစစ်ချက်အဖြေထွက်လာတဲ့ခါသွေးအမျိုးအစားကလွဲလို့အားလုံးပုံမှန်ပါပဲကျွန်တော်သွေးကအိုသွေးလင်းရီရွှန်းကအေသွေးကကျွန်တော်တို့ကလေးကတေအိုရီရအိုသွေးဒါမှမဟုတ်အေသွေးပဲဖြစ်ရမယ်ခါဒါပေမဲ့အဖြေစာရွက်မှာတော့ဘီသွေးလို့ရေးထားတဲ့ခါမစ္စတာကျန်းနျူရှင်ကလေးရဲ့သွေးမျိုးစားကနည်းနည်းထူးခြားနေတယ်လို့ဆရာဝန်ကပြောတဲ့ခါကျွန်တော်ခေါင်းထဲမှာမိုးကြိုးပစ်လိုက်တယ်လို့ပဲတကဘာလုံးချက်ချလဲသွားတဲ့ခါကျွန်တော်လက်တွေတုံရင်နေပြီးအဲ့ဒီစာရွက်ကိုကင်ထားမိတဲ့ခါဘလို့လုပ်ပြီးသွေးဖြစ်နိုင်မှာလဲဆေးရုံကမှားတာလားကဟုတ်တယ်မှားတာဖြစ်ရမယ်ခါကလေးအသားဝါရင်သွေးစစ်ချက်မှားနိုင်တယ်လို့ကျွန်တော်ကြားဘူးတယ်အဲ့ဒါနဲ့ပဲကိုနှစ်သိမ့်နေမိတဲ့ခါဒါပေမဲ့ကျွန်တော်ကပညာတတ်တယောက်ပဲလေခါဒီလိုဆေးရုံကြီးမှာဒီလိုအမားမျိုးဖြစ်ဖို့ဆိုတာအခွင့်အလမ်းသိမ့်မရှိဘူးဆိုတာကျွန်တော်သိပါတယ်ခါကြောက်စရာကောင်းတဲ့အတွေးတွေကကျွန်တော်ခေါင်းထဲမှာဆွဲမြဲလာတဲ့ခါအဲ့ဒီနေ့တွေဟာအိမ်မက်ဆိုးတွေလိုပါပဲကြာနေဘက်မှာတော့လင်းရီရွှန်းနဲ့သူ့မိဘတွေရှိမှတာဦးလေးရလို့ဝမ်းသာနေတယ်လို့ဟန်ဆောင်နေရတဲ့ခါသူ့ကိုလည်းဂယုစိုက်ပြယူရည်နွေးချမ်းလေးတိုက်နေပေါ်တာညဘက်ကြရင်တော့စာကြည့်ခန်းထဲမှာ
တယောက်တည်းသွေးစစ်ချက်ကိုကြည်ပြီးစစ်လိတ်တွေတလိပ်ပြီးတလိပ်တောက်ရင်းမျက်ရည်တွေကျနေမိတဲ့အခါလင်းရီရွှန်းနဲ့ကျွန်တော်ကကောလိပ်ကလေးကချစ်သူတွေပါတာ9 နှစ်ကြာတွဲခဲ့ပြီးအိမ်အောင်ကြတာ2 နှစ်ရှိပါပြီကသူကကျောင်းမှာနာမည်ကြီးအလှပန်းလေးပေါ့အိုးပန်းတဲ့သူတွေလည်းအများကြီးကကျွန်တော်သူ့ကိုရလိုက်တာကိုအားလုံးကမနာလိုဖြစ်ခဲ့ကြတာကကျွန်တော်တို့ဆက်ဆံရေးကအမြဲတမ်းကောင်းခဲ့ပါတယ်ခါသူကသဘောကောင်းပြီးနားလည်မှုရှိတယ်လို့ယုံကျွန်တော်ကလည်းစူးစမ်းအားထုတ်သူတယောက်ပါလားကျွန်တော်တို့ဟာနက်ဖက်တဲ့စုံတွဲလို့ထင်ခဲ့တာကဒီသွေးစစ်ချက်အဖြေကကျွန်တော်ရဲ့လှပတဲ့အိမ်မက်တွေကိုဖျက်ဆီးလိုက်တဲ့အထီးပေါ့ကကျွန်တော်အယူတယောက်လိုပဲလွန်ခဲ့တဲ့တစ်နှစ်အတွင်းကအသေးစိတ်အချက်လက်တွေကိုပြန်စဉ်းစားကြည့်မိတဲ့အခါလင်းရီရွှန်းကိုဝင်ရှိကလေးကကိုဝင်ဆောင်စိတ်အပြောင်းလဲကိုအကြောင်းပြပြီးတီးတက်နေခြင်းနဲ့ဆိုကအဲ့ခန်းမှာသွားအိတ်တာကိုတတိထားမိတဲ့အခါအဲ့ဒီတုန်းကတော့ကျွန်တော်ကသူ့ကိုဂယုမဆိုင်မိလို့စိတ်ကောက်တာလို့ပဲထင်ခဲ့တာကအဲ့ဒါကြောင့်သူ့ကိုအလိုလိုက်ခဲ့မိတဲ့အခါအရင်ကကျွန်တော်တို့နှစ်ပတ်လည်နေကိုပတ်စိုးပေးထားတဲ့သူ့ဖုန်းကလည်းလှုပ်ဝက်ပြောင်းလဲသွားတဲ့အခါမေးကြည့်တော့လဲအမြဲတမ်းတစ်ခုတည်းသုံးတာမလုံခြုံလို့ပါလို့ချွဲပြီးပြောတဲ့အခါကျွန်တော်လဲဇနီးမောင်နှံကြားမှာယုံကြည်မှုရှိရမယ်ဆိုပြီးထပ်မမေးတော့ဘူးကပြီးတော့ကျွန်တော်တငယ်ချင်းအရင်ကြီးချန်ဟောင်ယူသူကကျွန်တော်ရဲ့အဆောင်ဖော်တငယ်ချင်းပါလားကျွန်တော်တို့ကအရန်ရင်းနှီးကြတာယူဘောင်းမီတလုံးတဲ့အတူဝစ်တဲ့အထီးပေါ့သူ့မိသားစုအခြေအနေကတာမန်ပါပဲယူဒါပေမဲ့သူကထက်မြက်တဲ့အခါဝဲရတော့ကျွန်တော်ကုမ္ပဏီထောင်ပြီးသူ့ကိုချက်ချင်းခေါ်ခဲ့တဲ့အခါကျွန်တော်ကအပြင်ပိုင်းကိစ္စတွေလုပ်ပြီးသူကအတွင်းပိုင်းကိုကင်တဲ့အခါသူ့ကိုရှယ်ယာ20%ပေးထားတဲ့အခါကျွန်တော်သူ့အပေါ်အရန်ကောင်းခဲ့တာပါလားလင်းယူရွှန်းကိုဝင်ရှိလာတော့ယူချန်ဟောင်ကကျွန်တော်အိမ်ကိုခဏခဏရောက်လာတတ်တဲ့အခါသူကအမြဲပြောတယ်ယူတငယ်ချင်းဂျန်ရီဦးမင်းကအလုပ်များတယ်ယူမင်းမိမအိမ်မှာတယောက်တည်းပြင်းနေမှာပေါ့ယူငါလာပြီးစကားပြောပေးမယ်ယူနေစစ်ပေးမယ်ယူမင်းရဲ့ဝင်ထုတ်ဝင်ပိုးကိုကူထမ်းပေးမယ်ပေါ့ဟာအဲ့ဒီတုန်းကတော့ကျွန်တော်အရန်ကျေးဇူးတင်ခဲ့တာကအခုပြန်စဉ်းစားကြည့်တော့ဒါဟာဝင်ထုတ်ဝင်ပိုးကူထမ်းတာမဟုတ်ဘူးယူကိုအိမ်တဲကိုဝန်ပလွေဖိတ်ခေါ်မိတာပဲကကျွန်တော်ကိုထပ်မညာနိုင်တော့ဘူးကတက်တေအခိုင်မာလိုတဲ့ခါကလေးကအထူးကြက်မှတ်ဆောင်ထဲမှာဆိုတော့ကျွန်တော်အနာကတ်လို့မရဘူးကဒါကြောင့်လင်းရီရွှန်းနဲ့ချန်ဟောင်ကိုပဲအာယုံဆိုင်လိုက်တဲ့ခါအရေးကြီးအလုပ်ကိစ္စနဲ့ခရီးတစ်ပတ်သွားမယ်လို့အကြောင်းပြလိုက်တဲ့ခါမထွက်ခွာခင်လင်းရီရွှန်းကိုအရင်လိုပဲဖက်လိုက်ပြီးမိမဦးကိုမရှိတော့ကလေးကိုတေချာဂယုဆိုင်တော်ယူတခုခုဆိုဖုံးဆက်ဒါမှမဟုတ်ချန်ဟောင်ကိုအကူညီတောင်းယူသူကအားကိုးရတယ်လို့ပြောခဲ့တဲ့ခါယောက်ျားယူစိတ်မပူပါနဲ့ဦးအိမ်ကိစ္စတွေအားလုံးကျမတာဝန်ယူပါတယ်တဲ့လားသူ့မျက်နာကိုကြည့်ပြီးကျွန်တော်ယွန်ရှာမိတာပဲသိတော့တဲ့ခါ